ဒါကတော့ပရိသတ်တယောက်ပေးပို့လာတဲ့ဖြစ်ရမှန်ဇလန်းလေးတစ်ခုပါမိတ်ဆွေတို့မိသားစုတွေကြုံခဲ့ရတဲ့ထိတ်လန့်စရာဖြစ်ရမှန်ဇလန်းတွေကိုလည်းကျွန်တော်စီကိုရေးသားပေးပို့နိုင်ပါတယ်အကောင်းဆုံးဖြစ်အောင်အမှတ်တရဖြစ်ပြန်လည်တင်ဆက်ပေးပါမယ်2010ခုနှစ်ရွှေကျင်မြို့ကနေဆိုင်ကယ်နဲ့2 နာရီလောက်မောင်းရတဲ့စစ်တောင်းမြစ်အရှိဘက်ကဝေးလံခေါင်ပြားတဲ့တောင်ပေါ်ရွာလေးတရွာအဲ့ဒီတုန်းကကျွန်တော်က73နှစ်သား2 တန်းကျောင်းသားလေးပေါ့ကျွန်တော်တို့ရွာကျောင်းလေးကအခုမှအသစ်ဖွင့်ကားစားမှုအမိုးသာရှိပြီးအကာမရှိတဲ့အဆောက်အုံလေးပါမိုးရွာရင်လေတိုက်တဲ့ဘက်ကိုလိုက်ပြီးတော့ပုံပြေးတီပြေးနဲ့စာတင်ခဲ့ရတဲ့အမတ်တရတွေကအခုထိမျက်စိထဲမှာရှိနေတော့မယ်ဒါပေမဲ့အဲ့ဒီကျောင်းရဲ့အနောက်ဘက်မှာရှိတဲ့အေးရမညောင်မင်းကြီးကတော့ကျွန်တော်တို့အတွက်တော့ကြောက်စရာကောင်းတဲ့ဘေးဟင်းတစ်ခုပါအဲ့ဒီအချိန်ကလေးတန်းကအစိုးရဆေးဆိုတော့နေ့ဘက်ညဘက်အတန်းခွဲထားတယ်တညမှာတော့လေးတန်းကျောင်းသူကျွန်တော်အမညဘက်ကျောင်းတက်တာကိုအခေါ်လိုက်ပေးရင်းနဲ့အဖြစ်ပြက်ကစတာပါပဲဆရာဖြစ်သူကခဏအပြင်ထွက်သွားတဲ့အချိန်ကျောင်းသားတွေစူညံနေတာကိုမက်ချယ်ရီဆိုတဲ့အမကြီးကတားရင်းနဲ့ဒရင်ပေါက်ကနေညောင်ပင်ကြီးဘက်ကိုငေးကြည့်နေခဲ့တယ်ရုတ်တရက်မက်ချယ်ရီကညောင်ပင်ကြီးကိုကြည့်ပြီးတဟီဟီတဟာဟာနဲ့အတန်နဲ့ကြီးနဲ့အော်ရီပါလေရောအဲ့ဒီချိန်မှာမြင်လိုက်ရတဲ့မက်ချယ်ရီရဲ့မျိုးလုံးတွေကပြုတ်ထွက်နေပြီးလူတယောက်ရဲ့မျိုးလုံးနဲ့လုံးဝမတူတော့ဘူးတောင်းလန်တကြားနဲ့သူ့ကိုကရင်ကသွားဆွဲတဲ့အချိန်မှာမက်ချယ်ရီစီကထွက်လာတဲ့စကားကအချောင်းလုံးကိုတုံးလုံးသွားစေခဲ့တယ်မင်းကငါ့ကိုလာဆွဲရအောင်မင်းကဘာကောင်းမလို့လဲအတန်ကမင်းကလေးတန်မဟုတ်ခဲအသက်ကြီးတဲ့ယောက်ျားကြီးတယောက်ရဲ့အတန်အော်ကြီးအဲ့ဒီနောက်မှာတော့မက်ချယ်ရီဟာယောက်ျားကြီးတယောက်ရဲ့ခွန်အားမျိုးနဲ့ကိုကရင်ကိုပြန်ထိုးပြီးတော့ရောင်းရင်ဆန်ခတ်တွေဖြစ်ကုန်ကြတယ်နောက်ဆုံးရွာကလူကြီးတွေနဲ့ဆရာတွေရောက်လာပြီးမက်ချယ်ရီကိုချုံနှောင်လိုက်ကြတယ်။သူစန္ဒာကအဲ့ဒီဝင်းကျင်ကတော်တော်လေးအတင်ရဲတာပဲ။မြားစင်ရှိရောက်တာတော့လုံးဝမကြောက်ပဲ။ရာတော်ရှင်နဲ့မင်းမြတ်မှာအမှန်တိုင်းဝန်ခံတော့တယ်။ပထမတော့တည်သွားတာ10 နှစ်လောက်ရှိပြီဖြစ်တဲ့ရွာကလူကြီးဦးမိုးမြင့်လို့လိန်ပြောသေးပေမဲ့နောက်ဆုံးမှာတော့သူ့ရဲ့အရှိကိုအမှန်တိုင်းပြောလိုက်တယ်။ငါကဒီเจ้าမဆောက်ခင်ကတည်းကเจ้าနောက်ကညောင်မင်းကြီးမှနေတာနှစ်ပေါင်းရာကျော်နေပြီ။ငါကကလေးတွေကိုစတာပါတဲ့။စတာဆိုပေမဲ့တရွာလုံးကတော့တွေးပြက်ခဲကြရပါတယ်။နတ်ဆရာကသူ့ကိုဆုံးမပြီးနှစ်ဖူးကို3ချက်ပုတ်လိုက်မှမက်ချယ်ရီလည်းသတိပြန်ရပြီးတော့လက်ကျသွားတော့တယ်။ဒါနဲ့တင်ပြီးသွားတာမဟုတ်ဘူးဗျ။ကျောင်းပိတ်ခါနီကာလမှာနောက်ထပ်အဖြစ်အပျက်တစ်ခုထပ်ဖြစ်တယ်။ကျောင်းပိတ်ကရေရွဲမှာရေခတ်နေတဲ့ကျောင်းသူတယောက်ကိုအမည်မသိအင်အားတစ်ခုကတွင်းထဲကိုဆွဲခေါ်ဖို့ကြိုးစားခဲ့တယ်။ဘေးအိမ်ကဦးလေးကြီးကရေမန်းနဲ့ပတ်လိုက်မှလွတ်သွားခဲ့တာ။အဲ့ဒီကျောင်းသူပြောပြတာကတော့မီးလောင်ထားသလိုမဲတူးနေတဲ့လက်ကြီးတစ်ဖက်ကသူ့ပခုံးကိုလာပုတ်ပြီးတော့လက်ကိုအတင်းဆွဲခေါ်တာတဲ့။အဲ့ဒီလက်ပဲမြင်ရပြီးတော့ကိုယ်တယ်ကိုတော့မမြင်ရဘူးလို့ဆိုပါတယ်။ဒါဟာအဲ့ဒီညောင်မင်းကြီးကဝိညာဉ်ပဲဖြစ်မှာပါ။နောက်ဆုံးမှာတော့ရွာကလူတွေစုပေါင်းပြီးကျောင်းမှာဗုဒ္ဓရုပ်ပွားတော်တစုပူဇော်ကတ်လူပြီးအန္တရာယ်ကင်းပရိတ်တရားတွေရွတ်ဖက်မှသာအဲ့ဒီညောင်မင်းကြီးကအချောက်လက်နဲ့ငြိမ်သက်သွားခဲ့ပါတော့တယ်။ဒါဟာမမေ့နိုင်တဲ့ကျွန်တော်ဘဝရဲ့အမတ်တရတစ်ခုပါပဲ။